လုပ်နေတော့ဖြစ်ရတဲ့ရှိနေရလုပ်နေသူအနေလုံးနေတော့ငုံကြည့်လို့ရှိရင်ဖြစ်ပြပဲမြင်ရတယ်အဲ့ဒါမှဘူးဖြစ်ပြကအနေဆိုတာတတိသွားတယ်ဆိုရင်လည်းနာယုတ်ပြည်လာနာယုတ်ကိုသွားတယ်ဆိုရင်နာယုတ်တိုင်းတယ်ဆိုရင်နာယုတ်ကဘာလို့စမမြဲတဲ့ဟာပြစ်တာတော့မမြဲတဲ့ဟာကဘယ်မလို့ဆိုမှကာယတမေဝိရတယ်ရှိတယ်သမုဒိယဓမ္မနုပတိကာယတမေဝိနာတိကိုယ်ကြီးကိုငုံကြည့်လိုက်လို့ရှိရင်ဖြစ်တာကိုသိရတယ်သွားတယ်ထိုင်တယ်ထိုင်တာကယုတ်သိတာကနာယုတ်နာထိုင်တာကယုတ်သိတာကနာယုတ်နာသွားတယ်ယုတ်နာတိုင်းတယ်ယုတ်နာထိုင်တယ်ဆိုတာတတိဆိုတာသူကထိုင်တာကြီးကိုတတိရှိလိုက်ပြီဆိုရင်သမုဒိယဓမ္မနုပတိဖြစ်တယ်ဆိုကာယတမေဝိဟရတိသမုဒိယဓမ္မနုပတိကာယတမေဝိဟရတိဖြစ်တယ်ဆိုတာကိုကြီးရဖြစ်ကိုရတုံနဲ့တူလိုက်ပါတူလိုက်မဟုတ်ဘူးတူကြည့်နေဖြစ်တာနဲ့ပြစ်တာပဲကြည့်တယ်ဟိုအဝါလက်ကွန်းနဲ့ကြည့်တယ်တန်တဲ့လို့ပေါ့ဥပမာတရားလက်ကွန်းနဲ့ကြည့်တယ်တန်တဲ့လို့ပြီးတော့မာယုပမာဏဝိညာဏလို့ဒီကိုယ်ကောင်းကြီးကမျက်ကြည်ကြီးဖြစ်သွားတယ်။ဘာလို့လဲဆိုရုပ်နာကိုဒီကိုယ်ကောင်းကြီးဖြစ်သွားတာ။အဲ့ဒါမာယုပမာဏဝိညာဉ်နဲ့မြင်တာဒီကိုယ်ကောင်းကြီးမြင်လို့ရှိရင်ဝိညာဉ်နဲ့မြင်တာ။ဒီတော့ဒီကိုယ်ကောင်းကြီးကိုသိတဲ့တည်းမြင်လာတယ်မြင်မှပညာနဲ့မြင်တာ။အဲ့ဒီကိုယ်ကောင်းကြီးမရှိရဘူးဒီကိုယ်ကောင်းကြီးရှိရင်ဝိညာဉ်နဲ့မြင်တာမာယုပမာဏဝိညာဏဝိညာဏကြီးမာယုပမာဏမျက်လည်းနဲ့တူဒီကိုယ်ကောင်းကြီးမသိရဘူးမျက်ကြည့်လိုက်ကြည့်ရမြင်ဒီကိုယ်ကောင်းကြီးမျက်ကြည့်ကမြင်လဲဒီကိုယ်ကောင်းကြီးဖြစ်နားနဲ့ကြားတယ်ဒီကိုယ်ကောင်းကြီးဖြစ်ဒီမျက်ကြည့်နဲ့မြင်လာတာဒီကိုယ်ကောင်းကြီးကိုမြင်ရတယ်နားနဲ့ကြားရတယ်ဒီကိုယ်ကောင်းကြီးဖြစ်နှာခေါင်းနဲ့နားနဲ့ဒီကိုယ်ကောင်းကြီးဖြစ်ကြားနဲ့ကြားရတယ်ဒီကိုယ်ကောင်းကြီးဖြစ်ကိုယ်နဲ့ကြည့်တယ်ဒီကိုယ်ကောင်းကြီးနဲ့ဖြစ်စိတ်နဲ့ကူတော့လဲဒီကိုယ်ကောင်းကြီးပဲဖြစ်မျက်နဲ့မြင်လာတာအရှင်းမြင်တယ်လို့ဆိုတယ်အရှင်းမမြင်ဘူးဒီကိုယ်ကောင်းကြီးဝိညာဉ်မြင်ခေါ်တယ်ဒီကိုယ်ကောင်းကြီးမမြင်မှပညာမြင်ခေါ်တယ်အဲ့ဒါမျက်စိနဲ့မြင်ဒီကိုယ်ကောင်းကြီးမမြင်ရဘူးသွားတာလည်းယုံနာခိုင်နာလည်းယုံနာသွားတာလည်းယုံနာအဲ့လိုယုံနာမြင်မှဒီကိုယ်ကောင်းကြီးမြင်လို့ရှိရင်တော့ဒါဝိညာဉ်နဲ့မြင်တာ
စိတ်နဲ့ကုရင်လည်းဝိညာဉ်နဲ့မြင်တာဝိညာဉ်နဲ့ကြံတာအဲ့လိုမှဤဟာဝိညာဉ်လို့ဆိုရတယ်ဤဟာဝိညာဉ်လို့ဆိုရတယ်ဆိုလို့ချင်းလူတွေမမြင်တော့ဝိညာဉ်လေးလည်းမြင်တယ်အဲ့ဒါကိုဆိုတော့သိတယ်အဲ့လိုလုပ်တာဝိညာဉ်နဲ့မြင်တော့လူတွေမြင်တယ်လူတွေမြင်တော့အဲ့ဒါဤဟာဝိညာဉ်လို့ခေါ်တယ်ဝိညာဉ်ကိုဒါလည်းဤဟာဝိညာဉ်ဆိုကသိတယ်လူတွေမြင်တော့အမှားကြီးဖြစ်သွားတယ်ဤဟာဝိညာဉ်လို့ဆိုတော့သိရအောင်ဆိုတော့ဝိညာဉ်ကသိရဟာမြင်တာကိုဝိညာဉ်ကကြံတာကိုဆိုပြီးဝိညာဉ်ကိုသိသွားတယ်တဲ့ခံလိုက်ကြတော့အမေရဘကဤဟာဝိညာဉ်လို့ဆိုလိုက်တယ်ဤဟာဝိညာဉ်လို့ဆိုတော့တဲ့ခံတော့မိတယ်လူတွေဆိုတာဝိညာဉ်ကဆိုတာပါပဲကလားဝိညာဉ်ကသိတာပါပဲကလားဆိုတော့တဲ့ခံတော့မိတာဤဟာဝိညာဉ်ဆိုတော့မှဝိညာဉ်ဆိုလူတွေဖြစ်ပြီးတော့လောကတွေဖြစ်တဲ့ဆိုရင်နာတွေဖြစ်တဲ့အဲ့လိုလူတွေဖြစ်တော့ဝမ်းမြောက်တာတွေဖြစ်တဲ့ပျော်တာတွေဖြစ်တဲ့လူတွေများဣဒဝိညာဉ်ကိုဣဒဝိညာဉ်ဖြစ်ကြောင်းကြတော့အဝိဇ္ဇာဖြစ်သွားဝိညာဉ်ဖြစ်တာဝိညာဉ်ဖြစ်တာအဝိဇ္ဇာကြောင့်ဝိညာဉ်ဖြစ်တဲ့ကိုအဝိဇ္ဇာကြောင့်ဤဝိညာဉ်ဖြစ်တဲ့ကိုဆိုတော့အဝိဇ္ဇာကလည်းသူ့အတူမှားတာသိတာသူ့တယောက်တည်းမှားနေလို့မဖြစ်ဘူးဝိညာဉ်လေးပါမှမှားတာကြီးဖြစ်သွားတာအဝိဇ္ဇာဖြစ်သွားတယ်စိတ်ဓာတ်လေးကမသိတာကြီးဖြစ်သွားတယ်အပေါ်သိမှအဝိဇ္ဇာကလည်းသူ့အတူသစ္စာရဲ့စိတ်ဓာတ်လေးကမသိဘူးမှားတာကိုသိတယ်လို့ဆိုတာသူ့တယောက်တည်းကမှားတာမသိဘူးအဲ့ဒီဝိညာဉ်ပေါ်လာမှဝိညာဉ်ကသူတွေကိုထိုးနေတယ်ကိုဆိုပြီးတော့အဝိဇ္ဇာကမှားတယ်သူပြောတယ်မမှားနိုင်ဘူးကိုလုံးကတော့သူလည်းဝိညာဉ်မပါရင်သူလည်းအနတ္တပဲတဲ့တော့ရ